အားလုံးပဲမင်္ဂလာပါရှင်ခုကတော့ Telegram ထဲမှာဘယ်သူကကို software ထဲမှာဝင်ပြီးခိုးတုံးနေလဲဆိုတာကိုစစ်တဲ့နည်းလေးပဲဖြစ်ပါတယ်အဲ့တော့ Telegram မှာကို software ကောက်ထဲကိုဘယ်သူဝင်တုံးနေလဲဆိုတာကြည့်ကြမယ်အရင်ဆုံး Telegram ကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အပေါ်ကမြင်းသုံးချောင်းကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင် setting တွေကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အပေါ်ကိုနည်းနည်းဆွဲတင်လိုက်ပါပြီးရင်ဒီမှာတပိုက်ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ရင်တော့စပြီးစစ်ဆေးလို့ရပါပြီရှင်ကိုဖုန်းမျိုးစားအလွယ်နောက်ထပ်ဖုန်းမျိုးစားတွေရှိနေတယ်ဆိုရင်တော့ဒါကတော့ကိုဖုန်းထဲမှာဝင်ပြီးတော့သုံးနေတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနည်းလမ်းလေးတိုင်းပဲတွားပြီးတော့စစ်ဆေးကြည့်ပါအားလုံးပဲအဆင်ပြေကြပါသည်ရှင်